အရှုသည်ယခုကဲ့သို့စစ်မှုထမ်းရန်ဖိအားပေးမှုကြောင့်စိုးရိမ်နေကြပြီးအေအေထံတွင်စစ်မှုထမ်းရန်၎င်းတို့၌ဆန္ဒမရှိကြောင်းမင်္ဂလာပါအာရကန်ဒေလီနျူးမြန်မာပိုင်းမှာကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မောင်တော်မျိုးနယ်တွင် ARSA အကြောင်းပြု၍မြို့လူမျိုးများအားစစ်မှုထမ်းရန် AA မှဖိအားပေးနေတဲ့သတင်းပဲဖြစ်ပါတယ်အာရကန်ပြည်နယ်မောင်တော်မြို့နယ်အတွင်းရှိရခိုင်အကျဉ်းဖတ်လက်နက်ကိုင် AA တင်းလျှောက်ထားသောဒေသများတွင်ရိုဟင်ဂျာလူမျိုးရေးအထွတ်ထေထောင်သည့်အာရကန်ရိုဟင်ဂျာ KTA ထက်မတော် ARSA ၏ချင်းချောင်းမှုများကိုအကြောင်းပြု၍မြို့လူမျိုးများအားစစ်မှုထမ်းရန်ဖိအားပေးမှုများဆောင်ရွက်လျက်ရှိကြောင်းဒေသခံများထံမှသိရှိရပါတယ်ရခိုင်အကျဉ်းဖတ်လက်နက်ကိုင် AA တပ်ဖွဲ့မှမောင်တော်မြို့နယ်အတွင်းရှိမြို့ကျေးရွာပေါင်း26ရွာခင်းသို့အောက်တိုဘာလ31ရက်နေ့မှစတင်၍တရွာပြီးတရွာတွားရောက်ကအသက်16နှစ်ပြည့်မည်ဖြစ်သောအမျိုးသားအမျိုးသမီးအားလုံးအားစစ်မှုထမ်းရန်မာကြားခဲ့သည်ဟုသိရပါတယ်ထို့ပြင်နိုဝင်ဘာလ2ရက်နေ့တွင်လေရခိုင်အကျဉ်းဖတ်လက်နက်ကိုင် AA တပ်ဖွဲ့မှကျေးရွာများချီမြို့လူမျိုးများအားထဲမှန်၍အစည်းအဝေးခေါ်ယူပြီးအင်ထောင်စုစည်ရင်းများကိုစစ်ဆေးခေါ်ယူခဲ့ကြောင်းသိရပါတယ်ပြီးခဲ့တဲ့လကတည်းကမြို့လူမျိုးအမျိုးသားအမျိုးသမီးတွေအသက်ပြည့်တဲ့လူတိုင်းအားလုံး AAC မှာစစ်မှုထမ်းရမယ်ဆိုပြီးတရွာဝင်တရွာထွက်လာပြောပါတယ်မနေ့ကရွာတွေမှာ AA ကအစည်းအဝေးခေါ်ယူပြီးအင်တောင်စုစရင်စစ်တယ်ဟုမောင်တော်မြို့နယ်မှာဒေသခံမြို့လူမျိုးတအူးကပြောကြားခဲ့ပါတယ်မြို့လူငယ်အချို့သည်ယခုကဲ့သို့စစ်မှုထမ်းရန်ဖိအားပေးမှုကြောင့်စိုးရိမ်နေကြပြီး AA ထံတွင်စစ်မှုထမ်းရန်၎င်းတို့၌ဆန္ဒမရှိကြောင်းထောက်ပေါ်ပြောဆိုခဲ့ကြသည်ကိုလည်းတည်ရရှိထားပါတယ်ယခုကဲ့သို့ဖိအားပေးမှုများသည်ယခင်ကမောင်တော်မြို့နယ်တွင်ရခိုင်အကျဉ်းဖတ်လက်နက်ကိုင် AA နှင့်အာရကန်ရိုဟင်ဂျာ KTA ထက်မတော် ARSA တို့ကြားဖြစ်ပွားခဲ့သောတိုက်ပွဲများအပြီးလုံခြုံရေးအရာဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရပါတယ်တို့ရာတွင်ယခုရက်ပိုင်းအတွင်းမောင်တော်မြို့နယ်တွင်ရခိုင်အကျဉ်းဖတ်လက်နက်ကိုင် AA နှင့်အာရကန်ရိုဟင်ဂျာ KTA ထက်မတော် ARSA တို့ကြားထိတွေ့တိုက်ပွဲများမရှိခဲ့ကြောင်းသိရှိရပါတယ်တဖတ်တွင်မူရိုဟင်ဂျာလူမျိုးရေးအထွတ်ထေထောင်သည့်အာရကန်ရိုဟင်ဂျာ KTA ထက်မတော် ARSA မှာအောက်တိုဘာလ26ရက်နေ့ကတောက်ပြန်ချက်တစောင်းကိုမြန်မာဘာသာရောက်တဲ့ဖြင့်ထောက်လွှင့်ခဲ့ပြီး၎င်းတို့အဖွဲ့အစည်းကိုမြို့ကမီအပါဝင်အာရကန်ပြည်နယ်ရှိလူမျိုးအားလုံး၏လွတ်လပ်မှုတရားမျှတမှုငြိမ်းချမ်းစွာနေထိုင်ခွင့်နဲ့စီစဉ်ဩဇာများကာကွယ်ရန်ရည်ရွယ်ပွေးစည်းထားခြင်းဖြစ်ကြောင်းကျင်းရခဲ့တာကိုတွေ့ရပါတယ်အာရကန်ဒေလီနျူးကိုကြည့်ချူအားပေးတဲ့ပရိသတ်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်